ယေရိုတမင်ဝိုင်းမှာကြိုးဆိုပါတယ်ဒီနေ့ကတော့ကျွန်တော်တို့ငယ်ငယ်ကမမခောက်ဆွဲတို့ဘောကတိုင်းနဲ့ခောက်ဆွဲလေးကိုပြုတ်စားမှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်စီလေးတက်ပါမယ်စီချက်ပြီးဟေးဆိုရင်တော့ကျွန်တော်ပစုံလေးကိုကြောပါမယ်ပစုံလေးတွေရဲပြီးတော့꿰သွားပြီးဟေးဆိုရင်တော့ကျွန်တော်ပစုံကြော်လေးတွေကိုတက်တက်ဖယ်ထားလိုက်ပါမယ်ပြီးရင်တော့ကျွန်တော်ချက်ဦးချောင်းချက်ကြောလုံးနဲ့ချက်ဆက်ပြားတွေကိုပြင်ပါမယ်ဗျခုနကကြော်ထားတဲ့စီလေးနဲ့ပဲချက်သွန်နီကိုစီတက်မယ်ချက်သွန်ဖြူစီတက်မယ်ပြီးရင်တော့တုံရက်အနှစ်ခဲလေးထည့်ပါမယ်အရသာအတွက်စားဟင်းညုံမုံထည့်ပါမယ်ရေနွေးလေးပွက်လာပြီးဟေးဆိုရင်ခုနကအသားလုံးတွေကိုထည့်ပါမယ်ဗျအိမ်မှာကြော်လာတဲ့ဝက်သားပြားလေးတွေကိုလည်းကျွန်တော်ကက်ကြီးလေးနဲ့ကိုက်ပြီးတော့ထည့်ပါမယ်အသားလေးတွေကြက်သွားပြီးဟေးဆိုရင်တော့ခောက်ဆွဲထည့်ပါမယ်ဗျခောက်ဆွဲလေးတွေကြက်ပြီးဟေးဆိုရင်တော့အသီးရွက်အနေနဲ့ကော်ခါညွန့်လေးထည့်ပါမယ်အဲ့တော့ဒါဆိုရင်တော့ကျွန်တော်တို့ခောက်ဆွဲပွဲလေးပြင်ပါမယ်ဗျခောက်ဆွဲလေးထည့်ပါမယ်အသားပြားလေးတွေအသားလုံးလေးတွေထည့်ပါမယ်ပစုံလေးထည့်ပါမယ်အရွက်ကလေးထည့်ပါမယ်ပြီးရင်တော့ဟင်းရည်လေးထည့်ပါမယ်ဗျဒါဆိုရင်တော့ခောက်ဆွဲလေးစားလို့ရပါပြီ